လူချင်းနဲ့ရာတစ်ခုကိုဆူတောင်းလိုက်ရုံနဲ့များတကယ်ဖြစ်လာနိုင်ပါမလားစိတ်ဝင်စားစရာမေးခွန်းတော့ဒီနေ့မှာတော့လေရလက်ကောင်းတစ်ခုကိုရဖို့ဆူတောင်းတာအထက်ပိုပြီးတီးရောက်တယ်ဆိုတဲ့တီးကြတဲ့လှုပ်ဆောင်ချက်တစ်ခုအကြောင်းရှင်းပြထားတဲ့ရှင်ဟောင်းအစုံမတစ်ခုကိုအတူတူလေ့လာကြည့်ကြအောင် ဟုတ်ပါတယ်လူတယောက်ဘယ်လိုလုပ်ရင်အသက်ရှည်ရှည်နေနိုင်မလဲဆိုတဲ့မိခွန်းတာလေယဉ်ကျေးမှုတွေဘာသာတွေမတူကြပေမဲ့လူသားတိုင်းဒီပါရာစုနှစ်တည်နဲ့ချီပြီးမေးခဲ့ကြတဲ့မိခွန်းကြီးတစ်ခုပဲဗျာအသက်ရှည်ရှည်နေချင်တာကတော့လူတိုင်းရဲ့ဆန္ဒပဲမဟုတ်လား ဆိုတော့အသက်ရှည်ခြင်းတဲ့အခါမှာလူအများစုကဘာလုပ်ကြလဲဟုတ်တယ်ဆူတောင်းကြတာပေါ့ဒါပဲအားကိုးကြတာများတယ်ဒါပေမဲ့တကယ်တမ်းကျတော့အဲ့ဒီဆူတောင်းတွေကအသက်ရှည်ခြင်းကိုတကယ်ပဲယူဆောင်လာပြီးနိုင်တယ်လားဒါမှမဟုတ်တခြားနီလာများများရှိနေသည်မလားစဉ်းစားစရာပဲနော် အဲ့ဒီမှာလည်းမဲ့ဒီနေ့ကျွန်တော်တို့လေးလာမယ့်အရင်အမြက်ကမတူတဲ့အဖြေတစ်ခုကိုပြီးထားတာပါသူပြောတာကဘာလဲဆိုတော့ဒါဟာအကြောင်းနဲ့အကျိုးရဲ့ဆက်ဆံမှုပဲတဲ့ဟုတ်ပါတယ်လူချင်းတဲ့ဆန္ဒကိုဒီတိုင်းထိုင်ပြီးတွေးတော့ဆူတောင်းနေုံနဲ့မရဘူးတိကျတဲ့အကြောင်းတရားတစ်ခုကိုကိုယ်တိုင်ဖန်တီးမှသာလျှင်လူချင်းတဲ့အယိုးရလက်ကိုဖြစ်ပေါ်စေတယ်ဆိုတာပါပဲကဲပထမဆုံးအနေနဲ့ဒီအသက်ရှည်ခြင်းအတွက်ဆူတောင်းတဲ့အကြောင်းကိုအရင်ကြည့်လိုက်ကြရအောင်ဒါကကဘာတော်ဝန်လုံးမှာလူတိုင်းနီးပါဆူတောင်းလေးရှိတဲ့အရာတစ်ခုပဲလေတကယ်ကိုလူမှုအတိုင်းအဝန်ရဲ့အလေးတာတစ်ခုလိုတောင်ဖြစ်နေတာဒီပါဠိခါထာလေးကတော့ကျွန်တော်တို့ရှာနေတဲ့အဖြေပါပဲအပိဝါဒနာဒီလစ္စနိဆံဝုဒွာပချယေနောသတ္ထရောဓမ္မဝတ္တန်တိအာယုဝနောဒုက္ခပလံဆိုပြီးတော့လေဒီရှေးဟောင်းစာသားလေးထဲမှာဒီနေ့ကျွန်တော်တို့ဆွေးနွေးနေတဲ့အကြောင်းအရာတစ်ခုလုံးရဲ့တောချက်တဲ့အကုန်ပါနေတယ်ကဲဒီခါထာကဘာကိုဆိုလို့တယ်လဲဆိုတော့ကိုဆက်ပြီးတစ်ချက်ကြည့်လိုက်ကြအောင် ဟုတ်ပြီအခုနကဂါထာလေးကဘလို့ကောင်းချီးမင်္ဂလာလေးပေးစွမ်းနိုင်တယ်လဲဆိုတာကိုအသေးစိတ်စက်ကြည့်ကြမယ်ဒီနေရာမှာကောင်းချီးမင်္ဂလာ၄ပါးဆိုတဲ့သဘောတရားကိုစပြီးမိတ်ဆက်ပြပါမယ် ဟုတ်ပါတယ်လေးမျိုးတော့ဗျာဒီကာထာအရဆိုရင်လေတိကျတဲ့လှုပ်ဆောင်ချက်တစ်ခုကိုသာလှုပ်လိုက်မယ်ဆိုရင်အလိုလျောက်တိုးပွားလာမယ်ကောင်းချီးမင်္ဂလာလေးမျိုးတော့ရှိတယ်လို့ဆိုထားတယ်ဆိုတော့အားရပါဒီများဖြစ်မလဲ အဲ့ဒီကောင်းချီးမင်္ဂလာ၄ပါးကတော့အသက်ရှည်ခြင်းအာယုအစင်လာခြင်းဝါနာကိုယ်စိတ်နှစ်ပါးချမ်းသာခြင်းဒုက္ခနဲ့ခွန်အားကြီးခြင်းဗလာတို့ပဲဖြစ်ပါတယ်ကဲဒီနေ့မှာတော့လေဒီလေးမျိုးထဲကပထမဆုံးတစ်ခုဖြစ်တဲ့အသက်ရှည်ခြင်းအာယုကိုပဲအဓိကထားပြီးတော့ဆက်ပြီးရှင်းပြသွားပါမယ် ကဲအခုဆိုရင်အသက်ရှည်ခြင်းရဲ့အကြောင်းတရားအမှန်ကိုဆက်ကြည့်အောင်လူများစုယုံကြည်ထားတယ်လို့စွတောင်းယုံနဲ့အသက်ရှည်တယ်ဆိုတဲ့အယူဆကိုဒီအဆုံးအမကဘလို့ခြေဖြတ်ထားတယ်လေအရင်မြင်မှာကောဗျာတိကျခိုင်မာရဲ့အကြောင်းတရားတစ်ခုကိုတေးတေးချာချာထောက်ပြထားပါတယ်ဒီမှာကြည့်လိုက်ရင်ချင်းကပ်ပုံနှစ်ခုရဲ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်နိုင်မှာပါတစ်ဖက်ကအကျိုးအတွက်ဒီတိုင်းလေးဆူတောင်းနေတာမျှော်လင့်နေတာပေါ့နောက်တစ်ဖက်ကတော့အကြောင်းကိုကိုယ်တိုင်ဖန်တီးနေတာဆိုလိုတာကအသက်ရှည်ခြင်းဆိုတဲ့အကျိုးကိုဖြစ်စစ်မြင်လုပ်ရကိုတက်တက်ကြောကြောလှုပ်ဆောင်နေတာကိုပြောတာပါဒီအဆုံးမအရာဆိုရင်တော့အဲ့ဒီဒုတိယနီလန်းကသာတကယ်လမ်းမှန်ထီတယ်လို့ဆိုပါတယ် ဟုတ်ပါပဲအရေးမြင့်မှာတိတိကျကျကိုဖော်ပြထားတယ်အသက်ရှည်ဖို့အတဲ့ဆူတောင်းနေုံနဲ့တော့အသက်ရှည်လာမှာမဟုတ်ဘူးတဲ့အဲ့ဒီအချိုးရလက်ကိုလိုချင်ရင်တိကျတဲ့လှုပ်ဆောင်ချက်တစ်ခုလိုအပ်တယ်လို့ဆိုပါတယ်ဒါလူတွေယုံကြည်လေးရှိတဲ့ဆူတောင်းခြင်းဆိုတဲ့ຢာကိုတိုက်ရိုက်စိန်ခေါ်လိုက်တာပါပဲရလက်ကောင်းတစ်ခုကိုလိုချင်ရင်သူ့နဲ့သက်ဆိုင်တဲ့လှုပ်ဆောင်ချက်ကိုလုပ်ရမယ်လို့ဆိုလိုတာပေါ့ ဒါဆိုရင်အဲ့ဒီတိကျတဲ့လှုပ်ဆောင်ချက်အသက်ရှည်ခြင်းနဲ့တခြားကောင်းကြီးတွေကိုပါဖြစ်စေတဲ့အဲ့ဒီလှုပ်ဆောင်ချက်ကဘာများလဲအပြေကတော့ရှင်းရှင်းလေးပါပဲအဲ့ဒါကတော့မိမိတဲ့အသက်အရွယ်တိခါပညာကုန်ကြီးမားတဲ့သူတွေကိုယိုသေးလေးစားခြင်းဒါပါပဲ ကဲအခုဆိုရင်ဒီရှင်းလင်းတင်ပြချက်ရဲ့တော်တော်လေးအရေးကြီးတဲ့အပိုင်းကိုရောက်လာပါပြီအဲ့ဒါကဘာလဲဆိုတော့ယူတီချင်းကဘလို့အကားကွယ်ပေးတယ်လဲဆိုတာပါပဲဒီကြောင့်တဲ့အကျိုးဆက်ဆက်မှုကလက်တွေ့မှာဘလို့အလုပ်လုပ်တယ်လဲယူတီချင်းကအသက်ကိုဘလို့များအကားကွယ်ပေးနိုင်မှာလဲဆိုတဲ့အကြောင်းရင်းတရားကိုအတူတူလေ့လာကြည့်ကြအောင် အဲ့ဒီအကြောင်းကိုမပြောခင်မှာအရင်ဆုံးအသက်ရှည်ခြင်းအာယုဆိုတဲ့စကားလုံးရဲ့အတိတ်ပြကိုဒီနေရာမှာဘယ်လိုဆိုလိုတယ်လဲဆိုတာရှင်းရှင်းလင်းလင်းသိဖို့လိုပါတယ်ဒီအဆုံးမှာဆိုလိုတဲ့အသက်ရှည်ခြင်းဆိုတာကလည်းလူတစ်ယောက်ကအသက်အန္တရာယ်တွေကိုရှောင်ရှားနိုင်ပြီးတော့မိမိရဲ့တပောက်အသက်တန်းစီနေထိုင်သွားရခြင်းကိုဆိုလိုတာပါသတ်မှတ်ထားတဲ့ကံကြမ္မာထက်ကျော်လွန်ပြီးနေရတာမျိုးကိုဆိုလိုတာမဟုတ်ပါဘူးဟုတ်ပါတယ်ဒီချက်ကတော်တော်လေးအရေးကြီးပါတယ်သတ်မှတ်ချတဲ့သက်တမ်းထက်ကျော်လွန်နေထိုင်တာကိုမဆိုလိုပဲအတမစိတ်ခင်မှာတည်ဆုံးရှင်းကနေကင်ဝေးပြီးတော့သက်တမ်းရှိနေထိုင်ရတာကိုဆိုလိုတာပါဥပမာပြောရရင်ပေါ့ဗျာလူတစ်ယောက်ကအသက်80နေရမယ့်ကံမလာတဲ့ဆိုရင်ချားတယ်မှာဘာအန္တရာယ်မှမချွန်ပဲနဲ့အသက်80ဖြစ်အောင်နေသွားရတာမျိုးအဲ့ဒါကိုဆိုလိုတာပါဆိုတော့ဘဝရဲ့အန္တရာယ်တွေဆိုတာကဘာတွေကိုပြောတာလဲဥပမာအနေနဲ့ဆိုရင်ပြင်းထန်တဲ့ဖျားနာမှုတွေ
အရင်ကဖြစ်ခဲ့တဲ့ငက်ဖြာဝတ်တုကွေးကိုလိုကတ်ယောဂါတွေနောက်ပြီးတော့မတော်တဆမှုတွေစသဖြင့်ပေါ့အသက်ကိုအချိန်မတိုင်ခင်ရွတ်တရက်ချွေယူသွားနိုင်တဲ့အရာအားလုံးကိုဆိုလိုတာပါအဲ့ဒီမှာနဲ့အကြောင်းနဲ့အကျိုးကတိုက်ရိုက်ချိတ်ဆက်သွားပါပြီလူကြီးမိဘဂွန်တိခတ်ကြီးမားသူတွေကိုယိုတေလေးစားခြင်းဆိုတဲ့ကုသိုလ်ကံကလေလူတယောက်ကိုဒီလိုအန်ဒီရယ်တွေကနေကာကွယ်ပြီးအသက်တန်းစေနေထိုင်နိုင်စေတယ်လို့ဆိုပါတယ်တနည်းအားဖြင့်ယိုတေလေးစားခြင်းဆိုတဲ့လုပ်ရက်ကခုနကပြောခဲ့တဲ့အန်ဒီရယ်တွေကနေကာကွယ်ပေးတဲ့တိုင်းလွှာတစ်ခုလိုဖြစ်လာတာပေါ့အဲ့ဒီရဲ့ကာကွယ်ကြောင်းပဲလူတယောက်ဟာကိုယ့်ရဲ့သက်တမ်းစေနေထိုင်ခွင့်ရသွားတယ်လို့ဒီဆုံးမကရှင်းပြထားတာပါကဲဒီလောက်ဆိုရင်တော့ခြုံငုံမိလောက်ပြီးထင်ပါတယ်အဆုံးသတ်အနေနဲ့အထီးကဖျောက်ကျင်တဲ့အချက်ကိုရှင်းရှင်းလင်းလင်းနဲ့အားလုံးအတွက်အားတက်စရာဖြစ်အောင်ပြန်ပြီးတော့အနှင်းချုပ်ကြည့်လိုက်ကြရအောင်ဒီအဆုံးအမတစ်ခုလုံးကိုရှင်းရှင်းလင်းအစစ်20နဲ့ပြန်ကြည့်လို့ရပါတယ်ပထမအဆင့်အကြောင်းတရားအဲ့ဒါကတော့မိမိရဲ့ကြီးသူကိုယိုတည်လေးစားခြင်းဆိုတဲ့လုပ်ရပါဒုတိယအဆင့်အချိုတရားအဲ့ဒါကတော့အသက်ရှည်ခြင်းအပါအဝင်ခေါင်းချိမင်္ဂလာ၄ပါးတိုးပွားလာကြမှာပဲရှင်းရှင်းလေးနော်ဒါကြောင့်မို့လို့အသက်ရှည်ရှည်နေခြင်းနဲ့ဆိုရင်လမ်းမှန်ကဆူတောင်းနေဖို့မဟုတ်ပဲယိုတည်လေးစားတတ်တဲ့အလေးချင်းကိုမွေးမြူဖို့ပဲဖြစ်တယ်လို့ဒီအဆုံးအမကလမ်းညွှန်ထားပါရဲ့ဒါကတကယ့်ကိုလက်တွေ့ကြရဲ့အကြံဉာဏ်တစ်ခုပါပဲကဲဒီရှင်းလင်းတင်ပြချက်ကိုအဆုံးမသတ်ခင်မှာစဉ်းစားစရာမိခွန်းလေးတစ်ခုခြံထားခဲ့ခြင်းပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ဘဝမှာစူတုံးနေုံတက်တက်နဲ့မရပဲကိုယ်တိုင်လွတ်ဆောင်မှရရှိနိုင်တဲ့တခြားအကျိုးရလဒ်တွေဘာတွေများရှိနိုင်နေမလဲအကြောင်းတရားကိုဖန်တီးမှအကျိုးတရားကိုရရှိနိုင်တယ်ဆိုရင်ဒီနေရာမှာကိုအသက်ရှည်ခြင်းဆိုတဲ့ခေါင်းစဉ်တစ်ခုတည်းမှာပဲမဟုတ်ဘဲနဲ့ပေါ့လေကျွန်တော်တို့ရဲ့ဘဝရဲ့တခြားသောကဏ္ဍတွေမှာတော့ဘယ်လိုများအသုံးချနိုင်မလဲဆိုတာကိုဆက်ပြီးတော့တွေ့ကြည့်လို့ရတာပေါ့နော်